္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူစိတ်ဝင်စားစရာစာအုပ်တိုထဲကိုစဉ်းကြည့်ကြအောင်ဗျာ Chris Guillebeau ရဲ့ The $100 Startup ပါဟုတ်ကဲ့ခေါင်းစဉ်ကလေးကဆွေးဆောင်မှုရှိနေပြီနော်ဟုတ်တယ်တကယ်ပဲဒေါ်လာ100လောက်နဲ့ကိုပိုင်လုပ်ငန်းစလို့ရတယ်ဆိုတဲ့အတွေ့အကြုံလေအထူးသဖြင့်ကိုဝါသနာကိုအလုပ်ထစ်ပြောင်းခြင်းတဲ့သူတွေဒါမှမဟုတ်ယင်းနှင်းငွေအများကြီးမသုံးပဲတခုခုစချင်သူတွေအတွက်ပေါ့အဲ့ဒါဟုတ်ပါတယ်ဒီစာအုပ်ရဲ့အဓိကတန်ဖိုးကအိမ်မှာပဲသူကလည်းMBA ဘွဲတို့ဘာလို့မလို့ဘူးဟုတ်ကဲ့လုပ်ငန်းအစီအစဉ်အရှိကြီးတွေမလို့ဘူးဝန်ထမ်းတွေအများကြီးလည်းမလို့ပဲနဲ့ပေါ့နော်ဟုတ်ကိုမှရှိတဲ့အရေးချင်းဝါသနာဒါကိုဈေးကွက်လွှဲချင်းနဲ့ပေါင်းလိုက်ရင်အောင်မြင်နိုင်တဲ့ဆိုတာကိုလက်တွေ့ချစ်ပြတာသူလူပေါင်း1500လောက်ကိုလစ်လာပြီးတော့မှအဲ့ဒီရဲတာမှာလက်တွေ့ကြပြီးစိတ်ဝင်စားစရာအကောင်းဆုံးဇလန်း90လောက်ကိုထုံလို့ပြထားတာဆိုတော့ပထမဆုံးမေးချင်တာက micro entrepreneurship ဆိုတာပေါ့ဒီစာအုပ်ရဲ့အခြေခံအုံမင်းလို့ပဲဒါကိုဘယ်လိုနားလဲရမလဲခင်ဗျအတိပ္ပယ်ကတော့ရှင်းပါတယ်အသေးစားဆုံးဥတီထွန်းလုပ်ငန်းပေါ့အဓိကလက္ခဏာတွေကကုန်ကြစိတ်အလွန်နဲလားရင်းနှီးငွေနည်းနည်းနဲ့စလို့ရတာဟုတ်ကဲ့အညာအဖြစ်တယောက်ဒါမှမဟုတ်လူအနှဲငယ်နဲ့လဲပတ်တာပြီးတော့အရေးကြီးဆုံးကကိုယ့်ရဲ့ဝါသနာဒါမှမဟုတ်ကျွမ်းကျင်မှုကိုအရင်အနည်းအဖြစ်အသုံးချထားတာပဲဥမာလေးတွေရောပါတာပေါ့စောက်ထဲမှာ micro hana ဆိုတော့တယောက်သူကအလုပ်ပြုတ်သွားချိန်မှာ Craigslist ကနေမွေရအဟောင်းနေဝယ်တန်ရှင်ရဲ့ lobby ပြန်ရောင်းတာအဲ့ဒါကနေအောင်မြင်တဲ့လုပ်ငန်းဖြစ်သွားတယ်။အော်ယူရှင်းပေးမယ်ထိရောက်တဲ့နမူနာပဲနော်။ဟုတ်တယ်။ Sarah Young တို့ Susanna Conway တို့အများကြီးပဲဥမာတွေကဟုတ်ကဲ့ဒီလိုအသေးစားလုပ်ငန်းလေးတွေအောင်မြင်ဖို့တော့ချက်ပါဖြစ်မလဲ။စာအုပ်ထဲမှာ convergence ဆိုတဲ့စကားလုံးကိုသုံးထားကြတယ်။ပေါင်းဆက်ဆုံတွေ့မှုပေါ့။အဲ့ဒါအရင်ရေးကြည့်တဲ့အချက်ပဲ။ convergence ဆိုတာကိုဝါဗနာပါတဲ့အရာဒါမှမဟုတ်ကိုကျွမ်းကျင်တဲ့အရာနဲ့တခြားလူတွေတန်ဖိုးထားပြီးပိတ်ဆံပေးဖို့လိုလာတဲ့အရာအဲ့ဒါ market demand ပေါ့နော်ဟုတ်ကဲ့အဲ့နှစ်ခုကြားကစုံမတ်ကိုရှာတာအကျိုးအဆုံးမြရနိုင်တဲ့စုံမတ်ပေါ့ကိုကြိုက်တာလုပ်ယူနေမရဘူးပေါ့အတိအကျပဲကိုလောက်တာကိုလူတွေကလည်းလိုအပ်နေရမယ်လူလိုလားအသုံးပြုခြင်းစိတ်ရှိနေရမယ်လူတော်တော်များများကဝါသနာနောက်လိုက်ရင်ねဒီဒုတိယအပိုင်းဈေးကွက်လိုအပ်ချက်ကိုထဲမစင်စားမိပဲလုပ်ငန်းမအောင်မြင်တာတွေရှိတယ်လေဆိုတော့ဝါသမာကိုပတ်စံဖြစ်ပြောင်းဖို့ကဈေးကွက်ကဘာလိုချင်လဲဆိုတာနားလဲဖို့လိုတယ်ပေါ့ဒါဆိုရင်နောက်တစ်ဆင့်ကအဲ့ဒါအရင်ရေးကြည့်တာဟုတ်တယ်ကိုမှရှိတဲ့ skill ကိုဘယ်လိုအသုံးချမလဲဆိုတာလေ skill transformation ဆိုတာပြောထားသေးတယ်ဟုတ်ကဲ့အဲ့ဒါဘယ်လိုမျိုးလဲ skill transformation ဆိုတာကကိုမှရှိတဲ့အရေးချင်းတစ်ခုကိုပုံစံတစ်မျိုးပြောင်းသုံးတာဥပမာဆရာတယောက်ကသင်ပြတာကောက်တယ်ဒါပေမဲ့စားဆက်မသင်ချင်တော့ဘူးဆိုရင်အဲ့ဒီရှင်းပြနိုင်တဲ့စွမ်းရည်ကို company တစ်ခုက training ပေးတဲ့နေရာမှာသုံးမလားအော်ဒါမှမဟုတ်ရှုပ်ထွေးတဲ့ product တစ်ခုကိုလူနာလေအောင်စာရေးရှင်းပြတဲ့နေရာမှာပြောင်းသုံးလို့ရတယ်ကို skill ရဲ့အနှစ်သာရပါလေဆိုတာမြင်ဖို့လိုတယ်ဒါဆိုအောင်မြင်မှုရဲ့ magic formula လို့သူခေါ်တာကဝါသနာကျွမ်းကျင်မှုရဲ့ဈေးကွက်လိုအပ်ချက်ရဲ့ပေါင်းလိုက်ရင်အောင်မြင်တဲ့လုပ်ငန်းဖြစ်ပြီဆိုတာပဲပေါ့တော်တော်လေးရိုးရှင်းတယ်လို့ပဲဗျာတကယ်ပဲဒီလောက်လွယ်သလားဟဲ့လွယ်တယ်လို့တော့တိုက်ရိုက်မဆိုလို့ဘူးပေါ့နော်ဟုတ်ဒါပေမဲ့အခြေခံအကြားဆုံးအချက်တွေပေါ့စာအုပ်အရာဆိုရင်တော့လုပ်ငန်းတစ်ခုစဖို့အခြေခံအပြင်၃ချက်ပဲလိုတယ်ဘာတွေလဲတိကကွန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုတစ်ခု product service ရှိရမယ်မေအဲ့ဒါကိုဝယ်ချင်တဲ့သူတွေ customer ရှိရမယ်ဟုတ်ပြီ၃ငွေလက်ခံရရှိမဲ့နည်းလမ်း a way to get pay ရှိရမယ်ဒီ၃ခုပြည့်စုံရင်လုပ်ငန်းစလို့ရပြီဟုတ်ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့စိန်ခေါ်မှုတွေပြိုင်ဆိုင်မှုတွေရှိအောင်မှာပေါ့နော်ရှိမှာပေါ့ဈေးကအတက်အကျတွေရှိမယ် follow your passion ဆိုတာကိုဝေဖန်သူတွေလည်းရှိတယ်ဝါသနာတိုင်းကစီးပွားဖြစ်ဖို့မလွယ်ဘူးလေဟုတ်ဒါပေမဲ့ဒီစာအုပ်ရဲ့အားသာချက်ကအဲ့ဒီရှုပ်ထွေးမှုတွေကြားထဲကနေအခြေခံအကြားဆုံးအချက်ကြီးကိုဆွဲထုတ်ပြပြီးမဖြစ်နိုင်ဘူးလို့ထင်နေတာကိုဖြစ်နိုင်တယ်စလို့ကြည့်လို့ရတယ်ဆိုတဲ့အတွေ့ကိုပေးတာပဲကောင်းပြီဒါဆိုလုပ်ငန်းစဖို့ idea ရှိပြီဆိုပါစို့နောက်အရေးကြီးတာက customer ကိုနားစေဖို့ပဲအခိုင်နဲ့နားမှာဒါကိုအဓိကထားဆွေးနွေးတာတယ်နော်ကိုစိတ်ကူးတဲ့ customer တကယ်ဘာလို့ချင်လဲအာယုံဆက်ဖို့ဆိုတာကမှတ်သားစရာပဲအတိအကျပဲ customer တွေတကယ်တန်ဖိုးထားတာ value ပါနေဆိုတာနားလည်ဖို့ကအရေးကြီးဆုံးပဲစာအုပ်ထဲက V6 range ဥပမာကိုကြည့်လေဟုတ်မြင်းစီးတဲ့ range နော်ဟုတ်တယ်သူတို့ကမြင်းစည်းခွင့်တက်တက်ကိုရောင်းတာမဟုတ်ဘူးလူလိလမှုပျော်ရွှင်မှုဆိုတဲ့အတွေ့အကြုံနဲ့ခံစားချက်ကိုရောင်းတာဟုတ်ပြီ customer ရဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုပိုင်းဆိုင်ရာလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်လေကို product service ကတန်ဖိုးရှိလေပဲဒါကကုန်ပစ္စည်းရဲ့အချက်လက် features တွေကြီးပဲပြောနေတာထက်အများကြီးပိုရေးကြီးတယ်ဟုတ်ကဲ့
value ဆိုတာသူများကိုကူညီတာသူတို့ရဲ့ခံစားမှုလိုအပ်ချက်ဖြစ်ပေးတာပေါ့ ဟုတ်တယ် higher ground yoga ဥပမာလည်းရှိသေးတယ် Kelly Newsom ဆိုတာဥပဒေအကျိုးဆောင်ဘွားကနေ yoga သင်တန်းပြောင်းဖွင့်တာသူကအလုံးများတဲ့အမျိုးသမီးတွေအတွက်စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးကိုအဓိကထားတယ် customer ကိုနားလည်ဖို့ဆိုရင်သူတို့ကိုဘလို့အုပ်စုခွဲမလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ရင်လိုအသက်ကြားမှဝင်ငွေအလိုက်ခွဲတာထက်ပိုထိရောက်တဲ့နီလန်းရှိတယ်လို့ဆိုတယ် ဟုတ်တယ်စာအုပ်က new demographics ဆိုတဲ့အယူအဆကိုပြောတယ်ဒါကလူတွေကိုသူတို့ရဲ့စိတ်ဝင်စားမှုဝါသနာယုံကြည်မှုတန်ဖိုးထားမှုတွေအပေါ်မူတည်ပြီးအုပ်စုဖွဲ့တာ ဥပမာနဲ့နေရော ဥပမာ kinetic coffee ဆိုရင် coffee တောက်တဲ့သူအားလုံးကိုရောင်းဖို့ကြိုးစားမဲ့အစားစက်ပစ္စည်းတာတောင်တက်တာလို့ပြင်ပလှူရှားမှုဝါသနာပါတဲ့သူတွေကိုပဲတည်တံ့ပစ်မှတ်ထားတယ် ။အော် target ကပိုချင်းသွားပြီမဲ့ပိုထိရောက်သွားတာပေါ့ ဟုတ်တယ်ဒီလိုလုပ်ချအပြင်ကိုယ့်ရဲ့ marketing message ကပိုတိကျတယ်ပိုထိရောက်တယ်ကို customer အစစ်အမှန်ကိုပိုနားလည်လာစေတယ်တောင်ပင်းဆိုတဲ့ကုမ္ပဏီဆိုရင်လည်းကျောင်းသားဘန်ကြီးဆရာပညာရှင်စသဖြင့်မတူတဲ့ customer တွေအများကြီးရှိတာကိုပြတယ် ။ဒါဆိုကို customer ကဘယ်သူလဲဆိုတာတိတိကျကျသိဖို့လိုသလိုသူတို့တကယ်ဘာလိုချင်လဲဆိုတာကိုလည်းနားလည်ရမယ်။မတိကျရင်စားပဲလို့ကင်ထားသေးတယ် ဟုတ်တယ် customer တွေတကယ်ဝယ်တဲ့အရာကိုရောင်းဖို့အရေးကြီးတယ်လေကိုယ့်ထင်တာကိုပဲရောင်းနေလို့မရအောင် ။ဒါပေမဲ့ customer တိုင်းပြောမြလိုက်လို့ဖို့တော့မဟုတ်ဘူးလို့လည်းဆိုပြန်တယ်။ဒါကနည်းနည်းရှုပ်သွားသလိုပဲ ဟုတ်တယ်ဆိုလိုတာက customer feedback ကအရေးကြီးတယ်ဒါပေမဲ့ကိုယ့်လုပ်ငန်းရဲ့အဓိကရည်မှန်းချက်အဓိကပြတ်မှတ်ထားတဲ့ customer အုပ်စုနဲ့ကိုက်ညီရလားဆိုတော့ကိုအများအားစဉ်းစားမယ် feedback အားလုံးကိုလိုက်လျောလို့ရင်ကိုယ့်ရဲ့ဥတီချက်ပျောက်သွားနိုင်တယ် ။ကိုယ့်ရဲ့ core value နဲ့ကိုင်ညီဖို့လိုတာပေါ့ အဲ့ဒါပဲကိုယ့်ရဲ့ core value နဲ့အကိုက်ညီဆုံးဆုံးဖြတ်ချက်ကိုမချရမယ် idea တွေအများကြီးရှိလာရင်တောင်ဘယ်ဟာကိုအရေးလုံးမလဲဆိုတာကိုအကျိုးသက်ရောက်မှုစူးစမ်းအားထုတ်မှုအမျက်အစွန်းစားတာတွေနဲ့စနစ်တကျအကဲဖြတ်ပြီးဦးစားပေးရွေးချယ်ဖို့လိုတယ် decision making metric တုံးခိုင်းထားတာရှိရယ် ။ကဲဝါသနာ customer နားလည်မှုပြီးတော့နောက်တစ်ပိုင်းကလွတ်လပ်မှုနဲ့လုပ်ငန်းဆက်ဆက်မှုပဲအခန်း3လေးမှာပါတာပေါ့ location independence ဆိုတဲ့နေရာမရွေးအလို့လုပ်နိုင်ခြင်းကအခုခေတ်မှာလူငယ်တွေတော်တော်များများစိတ်ဝင်စားတဲ့အကြောင်းအရာပဲ ဟုတ်ပါတယ် digital နည်းပညာတွေကြောင့်ဒါကအရင်ကထက်ပိုဖြစ်နိုင်လာတယ် Brandon Pierce ဆိုတဲ့ music teachers helper software fund တို့က Utah ကနေ Costa Rica ပြောင်းပြီးအလုပ်လုပ်တယ်ဝင်ငွေလည်းအများကြီးရတယ်တစ်နှစ်ကိုဒေါ်လာ3,600လောက်တယ် wow Costa Rica မှာနေပြီးဒေါ်လာ3သိန်းခွဲကျော်ရှာတယ်ဆိုတာတော်တော်မိုက်တယ် Carla Hip ဆိုတဲ့တပ်ဖုံဆရာမလည်းနိုင်ငံတကာလေ့ပြီးအလုပ်လုပ်တယ်ဆို ဟုတ်တယ်သူကမတော်တဆမင်္ဂလာဆောင်ထားပုံဆရာထည့်လာတာတစ်နှစ်ဒေါ်လာ9,000လောက်ရတယ် Croatia က spreadsheet ကျွမ်းကျင်သူဘာနာ view class ဆိုလဲပါတယ်ဒါတွေကဖြစ်နိုင်ခြေဒီဦးပြတာပဲ ဒါမဲ့ဒါလူတိုင်းအတွက်ဘယ်လောက်လက်တွေ့ကြနိုင်မလဲအားလုံးဒီလိုလုံနိုင်မလားစာအုပ်ထဲမှာတတိပေးထားတာမျိုးဒါမှမဟုတ်ထဲမပြောထားတာမျိုးရှိသေးလား ကောင်းတဲ့မြေဟွန်းမှာစောက်ထက်ကဥပမာတွေကအောင်မြင်မှုတွေကိုပြတာမှန်ပေမဲ့ location independence ကလူတိုင်းအတွက်တော့လုံးဝအဆင်ပြေခြင်းမပြေမှာ ဟုတ်ကဲ့ ကိုယ်ပိုင်အဆင့်ကြီးကျွမ်းကျင်မှုဈေးကွက်အခြေအနေငွေကြေးတည်ငြိမ်မှုမိသားစုတာဝန်အထီးကျမှုခံနိုင်ရည်ရှိမရှိလူချင်းတွေ့ဆုံဒီ networking လုပ်ဖို့လိုအပ်မှုစတာတွေအများကြီးပုံမူတည်တယ် စဉ်းစားကြရည်အများကြီးပဲ ဟုတ်တယ်စောက်ကဒီဖြစ်နိုင်ခြေတွေကိုပြပေမဲ့ဒီလမ်းကျုံရဲ့အခက်အခဲအပြည့်စုံကိုတော့အလေးပေးသိမဖော်ပြထားဘူးလို့ဆိုနိုင်တယ်ဒါကြောင့်ဒါကိုစိတ်ကူးရင်ဆန်ဆန်မကြည့်ပဲလက်တွေ့ကြကြ